ကျွန်တော်ပြောတော့ဘူးရိုးရိုးအချင်းပြောမယ်အဖိုင်ရတော့ဒီကြီးသားပဲပထမဆုံးတိုင်ကြသုံးနော်နံပါတ်1ချိန်လုံးကဘာပြောလဲဆိုတော့အဖိုင်ရကိုတဲ့ပရန်တရင်းလေးတိုင်ချက်ကိုရာသင်းချိန်လုံးဥပဒေပုံမှာ154ရရဲကချက်ချင်းရေးခွင့်ရရိုးရိုးချင်းကတော့အဖိုင်ရကိုရာသင်းချိန်လုံးဥပဒေပုံမှာ154အရာဘာလို့လဲချက်ချင်းရေးခွင့်ရချက်နော်လို့ရှိလားချက်ပြီးတော့လို့ရှိဒါရှိလားချက်တော့ရှိမရှိဘူးဟုတ်ကဲ့အဲ့ဒါအဲ့ဒါရောလားဘာသာလို့နောက်တစ်ခုက FIR မှာ FIR ရေးခွင့်ပြီဆိုရင် FIR မှာအဓိကချက်တွေကိုတော့ပါအောင်ရေးရစက်တွေနာမည်တွေပါမလို့နောက်ဆုံးအဆင့် FIR ပါလဲဆိုတော့တရားခံနာမည်မသိအောင်ရတယ်အမေမသိပါအဓိက include သူ့ရဲ့ပြစ်မှုကျူးလွန်တဲ့အင်္ဂါရက်ကိုပြောရပြစ်မှုကျူးလွန်တဲ့ဥပမာ420ပြည့်420အင်္ဂါရက်ကိုအောင်မယုံမပြောင်းတဲ့သဘောနဲ့နော်မတရားဆုံးဆုံးရကြံမတရားမျက်နှာပြန်ကြံနဲ့လင်းငယ်ပြကားသွားတယ်ဒါဆိုရင်သူ့ရဲ့အင်္ဂါရဲ့ဝင်အောင်ရေးရမှာအဖတ်ရမှာအဓိကချက်တွေကိုတော့ပါအောင်ရေးရမယ်မသိမနေသိရမယ်ရတယ်နော်ဟုတ်ကဲ့ဆရာအဖတ်ရကိုတရားရုံးကဘာလို့ရှင်းနေလဲဘယ်လိုသုံးနိုင်လဲအဖတ်ရကိုအချက်နဲ့ချက်အနေနဲ့တော့သုံးနိုင်တယ်တက်တဲ့ကအဝိပုံမှာ150ရဒီရုံးချက်ထွက်ချက်ကိုထောက်ခံတဲ့အနေနဲ့145ရရုံးချက်ထွက်ချက်နဲ့ FIR နဲ့စိုက်ကျင်ကွဲလဲနေဆိုတဲ့အချက်နဲ့ချက်အနေနဲ့ပဲသုံးနိုင်တယ် FIR ကိုevidence at လောက်လေ150ရရုံးချက်ထွက်ချက်အဲ့ဒီချက်နဲ့နှစ်ချက်နဲ့ပဲသုံးရတယ်။ပရလေးနာချက်ကိုရုံးချက်တော့ရုံးချက်မှာလည်းဒုံးနဲ့ရိုက်တယ်ပြောတယ်အခါရမှာလည်းပါလေဒုံးနဲ့ရိုက်တယ်ဒါဆိုရင်150ခုနေဘယ်သူဘက်ကတော့တရားလိုဘက်ကတုံးတာ145ကျော်ဒေခံဘက်ကအခါရမှာကျတော့သူကဆွဆွဲတာဒုံးနဲ့ရိုက်တယ်ပြောတယ်ကျွန်တော်တို့ရုံးချက်ဘက်ကလက်တိနဲ့ထိုးတယ်ပြောတယ်အဲ့ဒီထွက်ချက်နှစ်ခုစန့်ကျင်ကွဲလွဲနေပြီဆိုပြီးတော့ဒါ145ပဲဘက်ကတုံးတယ်ဆိုတော့တရားခံဘက်ကသုံးကြတာအဲ့အချက်နဲ့တစ်ချက်နေနဲ့သုံးခံတယ်ဒီကလိုများတဲ့အဲ့လိုမျိုးနံပါတ်4က FIR နဲ့ရုံးချက်ထွက်ချက်ကွဲလွဲသွားပြီဆိုရင်တော့တရားရုံးအနေနဲ့တရားခံပေါ်တက်ညာစွာစဉ်းစားပြရ။ FIR နဲ့ဘာနဲ့ကွဲသွားပြီဆိုလဲ။တရားထုတ်ချက်။ရုံးချက်ထွက်ချက်ရုံးဆိုတရားရုံးချက်ကိုပြောတာဒါလိုရှင်းမလို့ပြန်ညွှန်ပြီးတဲ့အချိန်မှာပြန်လိုက်တာပဲနော်။ဟုတ်ကဲ့ပါ။တက်ညာစွာစဉ်းစားတဲ့လူစင်းနေပဲစင်းလုံးနေမှာပါတော့အဲ့ဒါတက်ပုံကြီးကြိုက်ကိုယ်ကပြန်ဖက်အဲ့ဒီတရားစစ်ချက်တို့ FIR တို့ဆိုတာတက်တဲ့ကအဝိပုံမှာ18နဲ့27တို့ရအလိုလျောက်တက်တဲ့ကမှာFIR တွေတွားပြီးတော့တက်တဲ့ကတွင်းနေတွားပြီးကန့်ကွက်နေတယ်အောင်အချင်းတွေပေါက်သားပေါ်မှာဖြစ်တယ်တခုခုမြင်ကန့်ကွက်မယ်ဆိုတာကြီးပဲတရားစစ်ချက် FIR တို့ဒီဘာရတဲ့တယ်တော့လဲ evidence at session နဲ့27တို့ရတက်တယ်
ကယ်လို့များဒါဖြစ်တတ်တယ်တော်ဖြစ်တယ်အမှုတွေမှာဥမာဓာတ်ကုတ်မှုတွေမှာဘာမှခုတ်တော့တော့မတည်ဘူးအဲ့ဒါရဖွင့်တယ်ဖွင့်တဲ့ကကုသဲကာလမှာလည်းအဲ့ဒီလူကတည်ဆုံးသွားတာရှိတတ်တယ်ရုံးရှိမြောက်ကမှာရုံးရှိကိုအစစ်မခံမိမှာအဲ့လိုရုံးရှိအစစ်မခံမိမှာတရားလူကတည်ဆုံးသွားတယ်ဆိုရင်FIR တခုလေအထောက်ထားပါမှုတည်ပြီးတော့တရားခံကိုပြစ်ဒဏ်ပေးလို့မရဘူးတခြားသူကိုဒီတရားလုံးနဲ့လူပြတက်တွေကထောက်ခံတဲ့ထွက်လို့တက်တယ်တခြားတက်တွေကအထောက်ထားရရှိမှာပေးတာတဲ့အဲ့လိုမဟုတ်ဘဲနဲ့ FIR တခုလည်းနဲ့တော့ပုံမှန်တရားလုံးနဲ့လူပြတက်တွေကအဲ့ဒီဖြစ်တဲ့မြင်တွေ့တွေကိုမြင်တွေ့သိရှိရခြင်းမရှိဘူးဆိုရင်သူ့ကိုဆွဆွဲတာဘာလို့ခုပဲကြားတော့လဲ FIR အဲ့ဒီတာကြတစ်ခုပဲရှိနေတဲ့အကြောင်းကိုတရားလူကလည်းတည်သွားချက်ကြောင့်အဲ့ဒီတစ်ခုလည်းနဲ့တော့တရားခံကိုအပြစ်ပေးပါတယ်နားရလားနော်အဲ့ဒီပြန်မှတ်တာသူ့ကိုအခြေခံထောက်ထားရင်လည်းမသုံးနိုင်ဘူးပဲအဲ့ဒါအဓိကတော့ရှင်လုံးပေါင်းမြောက်များစွာရှိတယ်ဒါပေမဲ့အဲ့ဒီအချက်6ချက်လောက်ကိုသိပြီဆိုရင်အဲ့ဒါသတင်းနဲ့ပတ်သက်ပြီးတော့အတန်အသင့်နားလည်သွားပြီလက်ထိုင်ရရှင်လုံးတော်များဒါတွေပဲညွှန်နေတာပါပဲเนาะအဲ့တော့မှန်းတဲ့သတင်းပေးတန်ချက်မှာအဓိကသိရမယ်အရေးကြီးတဲ့အချက်6ချက်ရှိရเนาะအဲ့6ချက်ကိုအဖယာကိုရာဇဝင်ပုံမှန်154ရရဲကချက်ချင်းကြီးဖွင့်ရမယ်FIR ရေးတဲ့အခါမှာလည်း FIR မှာတရားလိုနေတဲ့အသေးစိတ်မလိုပေမဲ့အဓိကပြမှုကျူးလွန်တဲ့နေရာပြမှုကျူးလွန်တဲ့အချိန်ပြမှုမြောက်စေမဲ့အင်္ဂါရက်တွေကိုတော့အဓိကချက်တွေကိုတော့ပါအောင်ရေးရမယ်။ FIR ကိုအချက်နဲ့ချက်နေနဲ့ပဲသုံးနိုင်တယ်။တတိယအဥပမာ150ခွန်ရရုံးချက်ထွက်ချက်ကို FIR ထောက်ဆိုင်။နောက်တစ်ချက်က145ရပရာဂိတိုင်ချက်နဲ့ရုံးချက်ထွက်ချက်ကွဲလွဲရအဲ့လိုကွဲလွဲလာပြီဆိုရင် FIR နဲ့ရုံးချက်ကွဲလွဲလာပြီဆိုရင်တရားရုံးနေနဲ့တရားခံပေါ်မှာတက်ညာစွာစဉ်းစားပေးတာတရားစစ်ချက်နဲ့ FIR ပရမစ်တိုင်ချက်တို့သည်တက်တဲ့ကအဥပဒေမှာ18နဲ့21တို့ရအလိုလျောက်တက်တဲ့ကဝင်တယ်နောက်ချက်က FIR ရေးဖွင့်ပြီးရုံးချက်စစ်မခံမီတရားလိုတည်ဆုံးသွားမယ်ဆိုရင်တော့တရားရုံးနေနဲ့တရားခံပြင်းရှင်းပြီးစဉ်းစားတဲ့အခါမှာအဲ့ဒီကောင်ကိုအခြေခံထောက်ထားနဲ့သုံးလို့မရဘူးအဲ့ဒါ FIR နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကရှင်းရင်းလုပ်ခဲ့ရပြီးတော့ဥတိုက်မှုနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဘယ်အထိရောက်သွားလဲဆိုတော့အချက်၄ချက်ကြည့်ရောက်သွားပြီဒီလုံး၄ခုလည်းနော်နောက်ဥတိုက်၄ခုလည်း၄ခုဒါဥတိုက်ဆောင်ထားမှုနဲ့ပတ်သက်ပြီးတော့ပြစ်မှုတွေမှာနှစ်မျိုးပဲသွားတယ်ရဲစခန်းကလာရင်လာမလာရင်တရားရုံးကိုဥတိုက်ဆောင်တဲ့အမှုတွေကတော့ရာဇတိဥပဒေမှာပါတဲ့ပုံမှန်အနေငယ်ပါပဲအများကြီးတော့မရှိဘူးနော်အဲ့ဒါလေးလည်းကိုကသိရမှာဥတိုက်ဆောင်ထားတာနဲ့ပတ်သက်ပြီးတော့ပထမတစ်ချက်ကဥတိုက်ဆောင်လာကိုလက်ခံရရှိတဲ့တရားရုံးနေနဲ့ရာဇဝတ်ကျင့်ထုံးပုံမှန်200ရအဲ့ဒီဘာလို့ရမလဲဥတိုက်တဲ့သူကိုချက်ချင်းသိရမယ်အားကြောင့်တတိထားမိလားမသိဘူးဥတိုက်မှုတွေမှာမတပိုင်းအမှုတင်နေရလိုက်ခုအချိန်မှလေဆိုသိလိမ့်မယ်ညနေပိုင်းကျရင်အမှုခွဲပြီးတဲ့အခါမှာစစ်တာလေဥတိုက်တဲ့သူတို့ဒီတရားရုံးကအမှုခွဲပြီးတဲ့အခါမှာအမှုလက်ခံတဲ့ရရှိရဲ့တရားရုံးကနေပြီးတော့အဲ့အမှုတွေကိုလက်ခံရရှိရဲ့တရားရုံးကနေပြီးတော့သူကချက်ချင်းအဲ့ဒီညနေမှာပဲအမှုခွဲပြီးနောက်ပိုင်းမှာသူကချက်ချင်းစစ်ရတာဒီ
ဘာရလဲရချင်းပုံမှာကျင့်နေတာဒါဆိုကျွန်တော်ဥပဒေပုံမှာ200ရဒါကဥတိုက်တဲ့သူကကိုယ်တိုင်နစ်နာတဲ့သူတွေကပဲဥတိုက်လို့ရမယ်တခြားသူကကိုယ်သာဥတိုက်လျှောက်ထားလို့မရဘူးတဲ့ကိုယ်တိုင်နစ်နာတဲ့သူဆိုတာဘာလို့လဲနစ်နာသူကိုယ်တိုင်နစ်နာသူကိုယ်တိုင်နဲ့စင်နာတယ်ကိုယ်တိုင်နစ်နာသူဆိုတာနစ်နာသူကိုယ်တိုင်တော့နစ်နာမှန်ပါရဲ့ဒီကအယမ်းမှန်တော့အပြက်ကလည်းထက်တရမှာဆိုတော့နစ်နာသူကိုယ်တိုင်တကယ်လို့နစ်နာသူကိုယ်တိုင်ကဒီလိုမလုပ်နိုင်တဲ့အခြေအနေမှာနော်နစ်နာသူရဲ့ခင်မောဇနီးသားသမီးအဲ့ဒီလူတွေကသာဥတိုက်လျှောက်ထားလို့ရတယ်လူတိုင်းရမရနိုင်နော်တကယ်လို့များတဲ့တခါကျွန်တော်ပြောခဲ့ပဲဥတိုက်လျှောက်ထားနေရင်တရားစွဲနေနဲ့တရားလူတည်သွားရင်တရားမမှုလို့ပဲတခါကျွန်တော်အထွေးလဲတတ်ပါတယ်အမှုရစဲသွားရင်အပိမတ်ဖြစ်သွားပြီတော့ဒါပေမဲ့ဥတိုက်မှုတွေမှာဥတိုက်လျှောက်ထားလို့တည်ဆုံးတော့လည်းပဲအမှုမရစဲပါဘူးတဲ့ဘာလို့နိုင်ငံတော်အစိုးရကတရားလိုရှိနေတယ်တရားလိုနေမဟုတ်ရဲရဲမပိုင်တဲ့အမှုလဲအဲ့လိုပဲကျွန်တော်ပိုးဝမ်းဆဲလေးမှာရဲရဲမပိုင်ဘူးရဲရဲမပိုင်ဘူးဆိုရင်ဥပဒေရရှိမပါဘူးနိုင်ငံတော်မရှိဘူးကျွန်တော်ကိုယ်တွေကျွန်တော်ပိုးဝမ်းဆဲတဲ့တိုင်းစင်းတွေဘဝမှာလိုက်တော့ကအဲ့ဥတိုက်တဲ့အဖိုးကြီးကတေသွားတယ်အမှုစစ်နေတယ်ကျွန်တော်လည်းကိုယ်တွင်းနဲ့ကိုယ်ပေါ့ဒါဆိုရင်တော့ဥတိုက်တဲ့သူကဥပဒေရရှိလည်းမပါဘူးနိုင်ငံတော်လည်းမရှိတော့ဘူးပေါ့မရှိတော့တဲ့ခါကျဒီဥတိုက်မှုကြီးကတရားမမှုလို့ပဲကျဆဲသွားပြီဒီအမှုတော့ပြက်ပြီလို့ဆိုတာမဟုတ်ဘူးနော်ဒီစိန်လုံးကကျွန်တော်ပြီးခဲ့ဘက်ကတင်ပြီးတာပြန်ပြီးတော့အဲကိုရိုင်းနဲ့အဲဥတိုက်လျှောက်ထားတဲ့သူတည်ဆုံးတော်လည်းပဲရန်သူမှုတွေမှာနိုင်ငံတော်အစိုးရကျဲလို့ဖြစ်နေတဲ့အကြောင်းကိုဥတိုက်လျှောက်ထားသူတည်တော်လည်းအမှုတွေရဆဲပါဘူးဆရာဟိုဖုန်းညာအဲဖုန်းကြီးနဲ့ဟာလို့ဟာလို့တရားကြီးလူတို့ချင်းကတရားလိုတည်ဆုံးတော့လဲဘာဖြစ်လဲအမှုမရစဲဘူးနောက်တစ်ခုကဥတိုက်မှုတွေကဒါတရားရုံးရဲ့ပိုင်းပေါ့နော်ဥတိုက်မှုတွေကတကယ်လို့တရားရုံးကနေပြီးတော့ဥတိုက်လာတဲ့ဥတိုက်သူရဲ့ထွက်ဆိုချက်အရသူဆွဆွဲနေတဲ့ပုံမှန်ဒီရဲရဲပိုင်တဲ့ပုံမှန်ပါနေရဲလို့ယူဆတဲ့အခါမှာတရားရုံးတွေက200ရဲကို inquiry ချပါတိုက်ရိုက်200 400လက်မခံပါနဲ့ဘာဖြစ်လဲရဲရဲပိုင်တဲ့ဥတိုက်မှုတွေမှာပါလာပြီဆိုရင်ရဲရဲပိုင်တဲ့ပုံမှန်ဆိုရင်294ဆိုရဲရဲပိုင်တယ်မလား294လို့324လို့ရဲရဲပိုင်တယ်323မပိုင်ဘူးပိုးတန်လေးနဲ့ပိုးဝမ်း7မှာဘယ်သူကပိုင်လဲပိုးတန်ကြီးကရေးပါအဲ့လိုပိုးဝမ်း7မဟုတ်ဘူးသူဆိုတဲ့နေကပိုးတန်ကြီးတို့တရားကယူဆရင်သူကအင်ဖော်ဥတိုက်သူရဲ့အစစ်ခံတဲ့တစ်ခုနဲ့တန်းပြီးတော့ဆိုတဲ့ခံရသူကိုအရေးယူမယ်ဆိုရင်မဆုံးဖြတ်ပါနဲ့တဲ့200ရဲကို inquiry ချလိုက်ပါဒါမှသူကရဲကို inquiry ချရင်ရဲကဘာလုပ်မလဲတရားလိုနဲ့လူသားတက်တွေကိုစုံစမ်းစစ်ဆေးမယ်ဒီကအဲ့အစီငန္ဓာတက်လာတော့အဲ့အစီငန္ဓာကိုကြည့်ပြီးမှမင်းလက်ခံတင်တယ်ဆိုမြတ်ကြီးလက်ခံတကယ်လို့ပါလာမယ်ဆိုရင်မြတ်တော်ကပါလာတော့ဒါကျွန်တော်နားလဲဆိုရေးလိုက်တာနော်ကိုယ့်အကိုရှိတယ်
မင်းချလိုက်ပါနေရတော့ကျွန်တော် inquiry ချလိုက်မယ်ရေကိုနော်စုံစမ်းစစ်ဆေးဒီကိုအဲ့ဒီ၄ခုကြီးကျွန်တော်တင်လိုက်တယ်ပြီးခဲ့တဲ့ဘက်ကအမှန်ရနဲ့ပတ်သက်ပြီးတော့6ခုဒီ၄ခုနဲ့ဆိုရင်အားလုံး10ခုဒီနေရာဆက်သွားမယ်ရမယ်နော်အဲ့မှာတက်ပြန်တွေးရတယ်မဟုတ်ကျွန်တော်ကငငယ်ကကလေးလေးတွေကိုစာတင်တော့ငယ်တန်းလေးတွေတန်းလေးတွေဆိုစာချက်ခိုင်းလို့လည်းမရအောင်အိမ်မှာစာချက်အိမ်ရောက်လည်းကြက်နေအဲ့ဒါမိဘရလည်းမကြက်တာအဲ့တော့ကျွန်တော်ကကလေးတွေကိုကျွန်တော်ရဲ့ကျူရှင်မှာပဲစာတင်ခိုင်းတယ်စာချက်တွေဒီနေ့ကိုအလီဆိုရင်ဒီနေ့ကိုမနေ့ကျူရှင်တက်တာနဲ့တက်ကနေစနစ်တီတစ်ခေါက်ပြီးရဲ့သူကတိုင်ငယ်ရောယူလိုက်ဆိုတခါကျူရှင်ဆင်းပြီဆိုတစ်ခေါက်အဲ့ကျန်တဲ့ကြပြလေးတွေဆိုလည်းဒီနေ့တစ်ခေါက်ဒီနေ့တစ်ခေါက်ဆိုရင်မှန်ကန်တော့တစ်လဆိုရင်အကောက်30ပြောသွားတယ်အဲ့ကလေးတွေကနောက်ဆုံးအလီတွေကိုသူတို့မသိဘူးသူငယ်တဲ့စနစ်ခဏလေး144ဆိုတာသူတို့အဲ့သူငယ်တဲ့စနစ်အလီတွေမသိဘူးဒါပေမဲ့မှလို့ရတယ်အဲ့လိုတေကုန်းတွေသူကားမလို့တက်တပတ်တခါသိုးဆိုတာအတက်ကရင်တဲ့မို့လေတင်းနေတက်တယ်ဆိုတာကိုယ်ကအကျိုးရှိမှာလေအကျိုးမရှိဘဲနဲ့တက်နေတော့လက်ကားပဲငွေချင်းကော်လို့သွားရေးလာလို့တဲ့ပြည်ပြန်သွားတယ်အဲ့လိုစေလုံးသက်သာနော်အဲ့ဒီဥတိုက်ရှောင်းလောင်းနဲ့ပတ်သက်ပြီးလေးတော့တိုက်ရွတ်တဲ့တော့တင်လုံးများဆိုတော့အောက်မှာဘာဖြစ်လဲသိရမယ်တင်လုံးได้ทางนี้มันคือยืนเจ้าอยู่แล้วแต่ที่ตรงนี้ถูกแล้วကျွန်တော်တုံးကိုရှင်းကြည့်တယ်အဲ့တော့205ပြည့်ဆိုတာဘာကိုပြောလဲဆိုတော့ရာဇဝတ်ကျင့်တော့ဥပဒေကိုပြောတာရာဇဝတ်ကျင့်တော့ဥပဒေပုံမှာ205ပြည့်အရာဥတိုက်မှုတွေမှာဒီအခါတူးရဲဆိုရင်205ပြည့်ရရုံးချလာရောက်ခြင်းကိုကင်းလို့ပြင်ဆောင်လို့ရတယ်ဘယ်နေရာဖက်ဆိုလဲတယောက်ဖက်ဆိုရင်ရုံးချလာရောက်ခြင်းကိုကင်းလို့ပြင်ပြုပါရင်ရှောက်ထားပြီးတော့ဒီအခါရှင်းတွေကတာဝန်ယူပြီးတော့အမှုစစ်ဆေးလို့ရတယ်ရုံးကလည်းဒီဟာကိုမပြတ်မကွက်ချင်းတို့ရတယ်ဒီအခါကလည်း
ကျမ်းမာရေးကြောင့်တော့၎င်းဒီဝေးကြောင့်တော့အကြောင်းကြောင့်ရုံးချစ်ကိုရောက်မလာနိုင်တဲ့အခြေအနေမှာပြေခန်းဖြစ်နေတဲ့ဒီစိန်လုံးကိုသိရမယ်ပြေခန်းတူးတဲ့ခုနော်ရာထူးကျွန်တော်ပုံမှာ205ပြည့်ရနော်ပြေခန်းကြီးမြက်ွယ်မှာနော်အမှုကိုဆက်လက်ပြီးတော့ရုံးတော်ကစစ်သေးမဲ့လို့စစ်သေးပါဖြစ်နေတာတောင်းဝင်ပြီးဖြစ်ရတယ်အဲ့ဒါပြေခန်းမလာနိုင်တဲ့ချိန်မှာအမှန်မှန်ပေးထိုင်ပါလို့ပြရမယ်ရုံးချစ်ကိုမှန်မှန်လာပါမယ်ဆိုတဲ့ခံကိုထိုးလာတာကိုအမှန်မှန်ရမယ်ဆိုတော့ဒီခံဒီရုံးကြီးတိုင်းကိုမှန်မှန်လာရတယ်အကြောင်းကြောင့်ဘုန်းတော်တို့ကျမ်းမာရေးကြောင့်တော့လည်းပြီးဝေးရောက်နေတော့အဲ့လိုအချိန်တွေမျိုးမှာရာသီကျင့်တော်ပုံမှာ205ကိကိုသတိရပါဒီစင်လုံးကိုရဒီစင်လုံးရတို့တိတ်တင်းလို့ကိုရှောက်လို့ရတယ်နားရလားနားမယ်မင်းတော့အဲ့တော့ကနားရပြီလားဘယ်ရတဲ့မပြောနဲ့တရားပါရင်တမလည်းမသိဘူးကလင်းနာမှုကိုတိုင်တန်းတာပုံမှန်တက်ရမလို့ပါဆိုတာပါပုံမှန်ဒီလိုရှင်းနေရေးရဥတိုင်းမှာရာဇာတိပုံမှန်420ရရေးဥပြပိုင်ဥတိုင်းလျှောက်တာတရားဆွဲဆိုခြင်းအဲ့လိုပုံမှန်တက်ရမလို့ဘူးနော်ဥပဒေရရေးဥပြပိုင်ဥတိုင်းလျှောက်ထားလို့ဆိုရပြီအခါလေးတိုင်ချက်တွေမှာဒီတိုင်းနဲ့ဒါရရေးဥပြပိုင်တွားပြီးတော့ဘုရားရအဖရတွေမှာတွားရေးလို့မရဘူးဒါဥပဒေပုံမှန်တက်တာကတရားရေးနဲ့ဥပဒေအဖွဲ့အစည်းရဲ့တာဝန်သူတို့အကျုံးဝင်တဲ့အင်္ဂလိပ်အင်္ဂါရဲနဲ့ဝင်တာကိုသူတို့ညှိနှိုင်းပြီးတော့ပုံမှန်တက်လိုက်မယ်ဒီတရားလူကနေပြီးတော့ဘယ်ပုံမှန်ရရေးယူပေးပါပဲဘယ်ညာပုံမှန်ရရေးယူပေးပါအဲ့လိုမျိုးတက်လို့တက်ရင်မလို့ဘူးနော်ဥပဒေရရေးယူပေးပါရင်ဥတိုက်ဆောက်ထားတာဆိုရင်ရပါပြီအဲ့တော့ကိုပြန်နေတဲ့ခါကျတရားပုံမှန်တက်မလို့ဘယ်ဥပဒေပဲရှင်းတော့ရအောင်ကိုကဥပဒေမသိတော့ရှင်းလုံးရှင်းဒီရှင်းလုံးရောက်ပြီကိုယ့်ရဲ့ပညာကိုပြန်ပြီးရှင်းပြီးတော့ရှင်းရင်းလုပ်ပေါ့ဟုတ်ပါဟုတ်ပြီနော်အဲ့လိုရင်တစ်ခါပဲ205တိကျမှုကျင်း205တိကျမှုကျင်းရှုပ်ခွန်ရှိ90နှစ်လေးပေါင်းမှာကြီး30ခုရှု1928ပြည်ရ90နှစ်နိနာနာဘူတန်ရတာပုံမှန်တက်ရမလို့ပါမောင်သုံး၆၆ပါစေရမောင်သုံးဆက်ပါတာစာ1966ပြည်ရဒီစာလေး3ချောင်းဖတ်လိုက်ဟာကြာကြီးဖြစ်အဲ့စာလေး3ချောင်းကိုမကျက်နိုင်တယ်ပေါ့နော်ဘယ်နာမှုကိုတိုင်းပုံမှန်တည်းမှာမောင်းကြောက်စားရဟာဒီရှင်းနေရစီလုံးခုနှစ်တွေစာမနိုင်တဲ့အာကုံဆောင်ရလို့မှုတဲ့စီရွတ်ပြတယ်မှုတဲ့ဘယ်ပုံမှန်ညာမှာမရအဲ့လိုပုံမှန်တက်ဖို့မလိုဘူးကျွန်တော်တို့လည်းစမ်းသက်ခံရတယ်ရှင်းနေပေါ်စားပါမှာမှုရဲ့အချင်းမကြည့်ရယနေ့ချိန်ကြီးကျွန်တော်တို့ကိုအချင်းမကြည့်ဘူးကျွန်တော်အများအားပြောပါတယ်ဥစားပစ်တင်မှာအချင်းကြည့်ရတယ်ဒီရန်ကုန်နေတာမျိုးပုံတိုးတယ်ရန်ကုန်ကမှုတဲ့ရပုံပြီးတော့ဟိုတတိယတွေကအစလူလက်ပိုင်းကအစရှင်းနေငယ်တိတ်ကြည့်ကြည့်တယ်ဓမ္မဆိုပုံမှာရှင်းနေဆိုတာလေပြုံးမှာအဲ့ဒါတော့မှာအပြိုးရဲဆိုတာကရှင်းနေငယ်ရွယ်လူပြောတာမဟုတ်ဘူးရှင်းနေဒီအဲ့အပြိုးလူပြောလို့အများအတစ်အများလှုပ်ရှားတွက်လက်နေရမယ်စာမှာလည်းအဲ့လိုမျိုးဟိုအများအတစ်ဖြစ်နေရမှာပြောတာသူကတော့ငယ်ပါရဲ့ထိုင်းမိုင်းနေဘယ်လိုလုပ်အဲ့ဒါကိုပြောတာအဲ့ဒါဒီစားလည်းရှင်းနေဆိုငယ်မှကွာရှင်းနေဆိုပြိုမှဆိုလိုက်တာအဲ့ဒါကိုပြောတာမဟုတ်ဘူးလူအပြိုလည်းပြောတာမဟုတ်ဘူးအများဒီအပြိုလူကဲလို့အများအတစ်အများဖြစ်နေရတယ်လှုပ်ရှားနေရတယ်တွက်လက်နေရမယ်မြင်လာတယ်အဲ့ဆိုဟိုကတမကိုလာကြတော့တမဦးလည်းသာဒီစေးကြရဦးစားပဲဦးစားတယ်သူရဲ့အတွေ့အကြုံညာရင့်ကျက်နေရတယ်ပြောတာတက်ကြီးမှလည်းမဟုတ်ဘူးလောကအဲ့ဘယ်လိုလဲအဲ့လောကအဲ့လောကပြောရတယ်အဲ့ကောပြပတ်အမမဖတ်မယ်ဆိုကြပြသူရဲ့စာမျက်နှာ88ဆိုနင်းနာမှုတိုင်ပဲဒီဘေးလေးမှာလေကြပြသူP88လို့ရေးထားတယ်အဲ့ဒါဆိုရင်အဲ့အရှိကအဲ့မှာပါတယ်နော်ဟိုနာမည်ကငါတို့ကျင်းမှုချင်းကကြပြဝါဟာတော့မရဘူး1 page နဲ့ငါဟုတ်တယ်80နှစ်ကိုပြောတာ80ဆုံးဒါငယ်လုံးသိမှာ80နှစ်ဆရာမျက်မှန်လေးတက်ပြီးရတယ်ဟိုဝယ်ပြီးတော့လည်းမတက်အရင်လာနေတာကလည်းမတက်မျက်မှန်တက်မှပူခန့်တယ်
ကျမတို့မကြည့်ရလို့တက်ပြီလို့ပြောတက် ဒီလာခဲ့မှာပဲ ဒီစင်လုံးကြတော့ ဘာလို့အင်္ဂလိပ်လိုရေးပြသွား ဟမ်ဒါမူရင်းကမောင်ရှင်းရင်တကင်းဒီကောင်ကကျွန်တော်ကဒိုင်ချက်တရားပြန်ကူးထားတာကျွန်တော်ကိုယ်တိုင်တော့အဲ့ဟက်စာ42ခုနဲ့ရန်ကုန်စီလို့ကျွန်တော်ခတ်ကူကန်လည်းမပိုင်ဘူးဒါရိုးသားသားဝန်ခံတာကျွန်တော်ကဒိုင်ချက်တွေဖန်ရင်းနဲ့အဲ့ကောင်းလို့ရတယ်တွေ့ရင်ကျွန်တော်စိတ်နဲ့ပေါက်ဆက်သွားမှာကျွန်တော်မက်သူတောက်လို့ထည့်တယ် အင်္ဂလိပ် ထည့်ပြီးပြန်ကူးတာဒါမှအဲ့တကင်းဆိုတာအဲ့ဘညုံကအရင်တော့ကအင်္ဂလိပ်လက်အောက်မှာရှိနေ1941တည်လွတ်လပ်ရေးမရသေးဘူးအင်္ဂလိပ်လက်အောက်မှာရှိနေကြအဲ့တော့တကင်းလို့ပဲတုံးတယ်အဲ့ဒါမောင်ဆင်းကဘူလူလာပြတာတကင်းနဲ့တွားတယ်1941ရန်ကုန်တင်လုံးကဘာလို့လဲအဲ့တော့ကလည်းရန်ကုန်တင်လုံးမှာအိန္ဒိယတင်လုံးတွေရှိနေလို့သူကတင်လုံးတွေခွဲထားတာအထက်မြန်မာပြည်တင်လုံးအောက်မြန်မာပြည်တင်လုံး AI အလားအများကြီးပဲအဲ့ဖြစ်ကဒါပေမဲ့အဲ့တင်လုံးတွေရဒီတင်လုံးကစားခဲ့ပြီးနောက်ပိုင်းမှာသူကပါလေ200နှစ်ကရဲအစီအစဉ်ကကိုတဲ့တရားခံကမိတူကူးရခွင့်ရှိတယ်တရားဝင်ရဲအစီအစဉ်ကတရားရုံးမှုတွေမှာရောက်နေပြီတရားနဲ့အစီအစဉ်ကအဲ့ဒါကိုတရားခံရှင်းနေနဲ့ဘာတွေထွက်ခဲ့လဲတရားလို့လူပြတတ်တယ်ဗျာဒီရဲအစီအစဉ်ကမှာဘာတွေပါလဲလို့သိတဲ့အခါမှာတော့မိတူကူးရမယ်အခွင့်အရေးရှိတယ်ဒီစီလုံးရကျန်လားတပောက်က200နှစ်ရအစီအစဉ်ကတရားနေရစီခံကတရားခံကမိတူရမောင်ရှိန်လေးတရန်ကုန်မှာမောင်ရှိန်ပါဇက်သခင်1940ရန်ကုန်စီရင်ထုံးများစာမှတ်ဖို့စစ် ဒါမှနော်ညာနေနောက်3ခုလောက်သွားပြီးတော့ကျွန်တော်အခု credit တစ်ခုတင်မယ် credit တစ်ခုဆိုတော့ကျွန်တော်ပြည်အောင်သူ့ကိုအထူးယူရတဲ့ဟာလေးပြမယ်ကျန်ပါလို့နမူနာဒီထဲမှာဆိုအထူးယူရဆိုရင်အထူးရှင်းနေတွေကတော့ကိုယ်ဆရာကြီးတက်တော့မြင်ဘူးလိမ့်မယ်အထူးရှင်းနေတွေကမမြင်ဘူးဘူးလူလိုက်နေတယ်ပြမယ်အဲ့ဒီမှာဒီတရားလိုနဲ့လိုပြတဲ့တဲ့တွေကိုစစ်ဆေးနေတဲ့အချိန်မှာဥတိုင်းမှုတွေမှာတရားခံထွက်တာရှိတယ်တရားလိုရုံးရှိမလားလို့ဥတိုင်းမှုတွေမှာတရားလိုဒီဥတိုင်းဆောင်တာဆွဲချက်မတင်နေခိနောက်တော့ရုံးရှိလာတယ်ဆွဲချက်တင်ပြီးနောက်ပိုင်းမလာလည်းတက်တာမရှိဘူးဆွဲချက်မတင်နေခိတရားလိုဒီရုံးရှိပါတော့မယ်ပုံမှန်တရားခံခဲ့လို့ရုံးချင်းမှန်မှန်လာတယ်အမီလာမမမီလို့王汤的对呢。
ဒါရာသွင်းမှုတွေမှာတမန်မှုနဲ့ဗရန်မှုတော့လူတိုင်းသိတယ်အခြေခံအစားနော်ထောင်နဲ့6လအောက်ဆိုရင်သူကတမန်မှုထောင်နဲ့6လတက်ဆိုရင်ဗရန်မှုအဲတမန်မှုတွေမှာဆွဲချက်အမိန့်ဆိုတာမရှိဘူးနော်ဆွဲချက်တင်နေမတင်နေအဲပြန်ခေါ်တတ်တယ်မရှိဘူးခါရဲဆက်ရတာဒီလိုနဲ့လိုလက်တက်တွေကိုနောက်တစ်ချိန်ပြန်ခေါ်မေးလို့လည်းမရဘူးအဲ့လိုမှုတွေမှာတကယ်လို့များဒါဥတိုက်ကိုပြောတာနော်ဒီရဲလာတဲ့မှုတွေပြောရမယ်ဥတိုက်ဆောက်ထားတဲ့မှုတွေမှာအဲ့သူဆွဲတဲ့ပုံမှာ6လအောက်ဆိုရင်တကယ်လို့များဆောက်ထားသူတို့များပြဥတိုက်ဆောက်ထားတဲ့တရားလိုမလာဘူးဆိုရင်တရားခံဘက်ကလည်းပြောရာဇဝတ်ကျင့်လုံးပုံမှာ249ရတရားခံကိုတွတ်ပေးဖို့ရှောက်ရတယ်အဲ့လိုဆောက်တဲ့မှာတမန်မှုတွေမှာမြည်သည့်စစ်မှာပဲလွတ်တော့တရားတွေလွတ်တယ်တမန်မှုတွေမှာမြည်သည့်စစ်မှာပဲလွတ်တော့တရားရှင်းဆိုတာမရှိဘူးဒါကြောင့်မလို့6လအောင်ဆောက်ထားတဲ့အမှုတွေကတကယ်လို့ဥတိုက်ကိုယ်ကတရားခံရှင်းနေနေတဲ့ဆိုရင်တရားလိုမလာတော့တွေ့ပြီဆိုရင်ရာဇဝတ်ကျင့်လုံးပုံမှာ249ရတရားလိုဒီရုံးချစ်ကိုအကြောင်းနဲ့တက်ွက်တဲ့ကြောင့်မလို့တရားခံကိုအပြီးလွတ်ပေးပါလို့ရှောက်ကြိုက်တဲ့မိတ်ကမတင်တဲ့ဒီစီလုံးနဲ့ပေါ်တယ်ဟုတ်ကဲ့နော်အဲ့ဒါလေးဘူးတွေ့နေမှတ်ထားပါဒါရအရေးကြီးတယ်မဖြစ်မနေရှင်းနေတယ်ဒီလိုသိရမယ်ဒါကြုံရမှာဒီနေ့ပေါင်းထားပါဘူးကြုံမှာဖက်တော့ဖက်6လောက်အောင်မှာ6သူမလား6လအောက်မှာ6သူလား2 4ခွန်ရပြီးတော့ပါဝါဆောင်မှုက6မှာဝါဆောင်မှုကနေပါဇက်ပါတာစာ1926 BLR 125အဲ့ဒီအတူတူတော့မရေးကြဘူးလားကိုကကျွန်တော်ပြောရတာရေးတတ်လားဟောပေးရမှာရေးတတ်လား ဆရာကြီးပြောလိုက်ပြီသူတို့ကနေသူနားလေသူရှိလိုက်နော်ဥတိုက်ဆောက်ထားတဲ့အမှုတွေမှာနော်တောင်တန်6လအောက်ဒါမှမဟုတ်များတယ်ဒီလိုမလားက140ခွန်ရအတိတ်ကလည်းရှောက်ပါဒီခန့်တော့ကနားလည်းသူတို့ကြီးထက်လိုက်နော်ဒါတော့ထက်လိုက်ရအောင်အားမလိုက်တခါလည်းမင်းနော်ချိန်အဓိကချိန်ပါပါနေဘူးဒီ practice သွားနေတဲ့ဇာတ်တန်းရှင်းနေလို့ advocate တို့ကတော့ advocate ဆိုမဲ့တချို့ကလည်း practice မရှိဘူး advocate ရလာဟိုဒါပုံဝင်နေပြောတာဟိုကိုယ့်ရဲ့တချို့ကိုယ့်ရဲ့ချိန်မှာစာကဒီသာဝတ္တန်ရှင်းနေလို့ပုံမြင်လို့ရှင်းနေလို့ဆိုရင်သူရဲ့နောက်လိုက်နေဖြစ်တော့မို့အခု practice တရားခွင်မှာမရှိရကြတာဒါတရားခွင်အမှုလိုက်တဲ့ဟာတွေဆိုတော့လည်းတော့သတိထားနားမလဲဖွင့်နေပြီဝရမ်းမှုဆိုတော့ကပြောတဲ့ထောင်တန်း6လအထက်ပြပြနိုင်တဲ့အမှုတွေကိုဝရမ်းမှုလို့ခေါ်တယ်အဲ့ဒီအမှုတွေကိုဥတိုက်ဆောက်ရင်ဒီလူကပြောလို့417ဆိုရင်ဒါထောင်တန်းက6လအထက်မဟုတ်ဘူးလားဝိုင်းကြီးရမဟုတ်ဘူးလားအဲ့တော့ထောင်တန်း6လအထက်မှုဒီလူမလာဘူးအဲ့လိုချင်းနေမှာစွဲချက်မတင်ငယ်အဆင့်ကိုပြောတာနော်စွဲချက်တင်ပြီးတော့မရဘူးစွဲချက်မတင်ငယ်အဆင့်မှာဒီလူကမလာဘူးသူကယုံကြည်လာမယ်မလာဘူးအကြောင်းမဲ့ပြက်ကွက်တဲ့ဆိုရင်တရားခံရှင်းတွေကရာသွင်းကျင်လုံးက259ရတရားခံကိုတရားရှင်လွှတ်ပေးဖို့ပြောရတယ်။နားရလား။အဲ့ဒီစင်လုံးကတော့ပါရဒနဲ့ဥပ္ပန်စိန်1996ပါရဒ90နဲ့ပေါ့။ကမ္မလား
ဥတိုင်းမှုတွေနော်ရေးပိုင်တဲ့မှုတွေမဟုတ်ဘူးနော်တတိထားမှာကဥတိုင်းတွေ run fine ဖြစ်နေတယ်ဆိုရင်စဲချက်မတင်နေမှာတရားလိုမလာဘူးဆိုရင်ဒါချင်းပုံမှန်159ရတရားရှင်ပြန်တွတ်ပေးဖို့ရှောက်လို့ရတယ်ဒါတရားထိုင်းရှင်းနေလက်ကင်ထားမယ်ရှင်လုံးဖြစ်သလိုတရားလိုရဲ့ရှင်းနေရတယ်တိကိုသိရငါတရားလိုမလာဘူးရတယ်မလာနဲ့ရတယ်ခဏဒီလိုပြတ်တဲ့တွေပဲလွတ်လိုက်ဆိုတယ်အဲ့ပြဿနာရှိတယ်တကယ်တက်ပြီးနားလေတဲ့ရှင်းနေကြည့်နေတယ်တော့တွေ့ရင်ဒုက္ခရောက်ဒါပေမဲ့အဲ့ရမီးတော့မတည်ဘူးပေါ့နော်ဆွဲချက်မတည်ခင်ပြတ်သွားတဲ့ခါကျပြင်ဆင်လို့လာတော့မီးတည်တာမတည်ပြန်တော့ဆက်လို့ရလုံးပြီးရှုပ်တော့နော်တည်တော့တည်တာပြော run မှာတည်လို့မလား ရန်ကုန်မှာရေလူမလားတင်ကားကိုရပြန်လို့ပါဝန်စိတ်ခွန်6တုံးခွဲတာဘာသာသာပါတဲ့ဥဝန်စိတ်1986 BLR 90ခွန် ဒါကတော့လည်းတော်ဆိုတက်လာတယ်အာမမိတာအစိုးကဒါသာဟုတ်တော့ပဲအဲ့မစိုးတတ်ဘူးထောက်တယ်259ရပြန်တော့ပါဆိုဒီမှာထောက်ကော259ဖို့ဆို96တုံးခွဲတာဆိုအပြားကစိုးနေသားရထောက် အဲ့ဒါဆိုကေပေါင်းဆိုသွားပြီးတော့ဟိုက တက်လေးကြည့်ဒါမဲ့တခုတော့ရှိရရှင်းနေတယ်ကျွန်တော်ရဲ့ဆရာလေးရဲ့မူရပြပြတာဟိုကသင်းဆိုပါမရှက်နဲ့အိမ်မှာပြောတာနော်ကေဘောကိုပြောတာမဟုတ်ဘူးဒီကေဘောသွားခိုင်းနေတာကောင်းကေသွားခိုင်းတာမဟုတ်ဘူးအိမ်မှာသင်းဆိုရဲ့သင်းဆိုတဲ့လေ့ကျင့်လို့ပါအဲ့ဒါကပေးတဲ့အခါမှာတန်ရဲ့အလေးအမြင့်ရှိပါတယ်အတန်ကျေတိုင်းလည်းမဟုတ်ပါဘူးအတိုးရော့ရှိပါတယ်အဲ့ပေါ်မှာတရားသူကြီးစိတ်ဝင်စားအောင်ပြောနိုင်တဲ့ပညာရဲ့တစ်ခုက FOCD လို့ခေါ်တဲ့ရှင်းနေပညာပဲရှိပါတယ်အဲ့ဒီပညာကိုတက်ဖို့ကဘုန်းကပြောတဲ့ရှင်းဆရာတွေပါလို့လေကျွန်တော်တို့ဆရာဦးအောင်သူတို့ကျွန်တော်ဆရာကြီးတို့ဒီချင်းလေးတွေပါဒီချင်းလေးကြီးရအားနေရုံကမှဒီညနေပိုင်းတွေတပည့်တွေရှင်းနေတယ်ဆိုဘာလို့အတန်ရဲ့တုံးကာလာကိုကအလေးညင်ကိုသူကလုပ်တယ်အဲ့တော့ပြောတာအချင်းမဆိုတာဆရာကျွန်မမဆိုတာကျွန်တော်မဆိုတာမဆိုရင်ဘာပေါ်အောင်လို့အဲ့ဒါချင်းဆိုတဲ့ဆရာကြီးရဲ့ရှောက်တဲ့ပြောတဲ့ဟန်နဲ့အချင်းမဆိုဘဲနဲ့အဲ့ဒီရက်ွက်ထဲမှာပြောတဲ့ပုံစံနဲ့သွားပြောတာနဲ့အဲ့ရှောက်တဲ့ကပေးတာရင်သူတော် presentation တင်ပြပုံချင်းတူနေတာတော့မှနားထောင်တဲ့ကျန်းညာပါဟာပါတယ်အဲ့လေးတတိတာနောက်တစ်ခါ မဟုတ်ချွင်းချက်တော့ရှိတယ်ဆရာလို့ဥမာပြည်တော်စုမှာဖုန်းကြီးတစ်ပါးတက်ပြီးရှောက်ရက်ချက်ပြီးတယ်တော်တော်နားထောင်တော့တရားဖုန်းနေတယ် ဖုန်းကြီးလည်းချိန်တယ်လေဖုန်းကြီးလည်းချိန်ရတာ ဘုန်းကြီးလည်းကျင့်ရတာပဲလေနော်စံတင်ကြဆိုကျန်ကန်ဆရာတော်တန်ဆရာကိုဝင်ရေးဆိုရင်ဘုခတိုက်ကျင့်ရတာပဲအရာတိုင်းတော့နောက်တစ်ချက်မြန်မာစာဖတ်ပါမြန်မာစာကအရင်ရေးကြည့်ရမြန်မာစာအသုံးလုံးကြောင့်ဟိုတနေ့ကမှားပြီပေါ့နော်သူကဒါဘူးသူရတယ် can try that ဆောက်လို့ဆောင်ရရတယ်ဆိုတဲ့စကားအဲ့မှာဝတ်ချမှာသူရဲ့ရိုးတာမှန်နဲ့ can try that ဆောက်လို့ဆောင်ရရတယ်ဆိုတာတော်သေးတော့ပေါ့ဆောင်ရတာလေးပါနေတော့ဟိုဘက်က cross examination ဝင်တယ်ကျွန်တော်မှုတယ်အဲ့ဒါတိုက်ကမဆောက်ရသေးဘူးမြေကြီးတော့မတူရသေးဘူး proposal တင်ထားတဲ့အဆင့်ပဲရှိသေးတယ်မှန်တယ် proposal ဒီမှာသူကအဲ့တောင်သူကဒါကိုလူတာအဲ့လိုဆောက်လို့ဆောင်ရရတယ်ကန့်ကွက်လာများဖြစ်ပေါ်လာပါကမြေရှင်ဘက်ကတောင်ဖြည့်ရှင်းပြရမယ်ဆိုတဲ့ကြက်ပါတယ်အဲ့ကန့်ကွက်မှုတွေပေါ်တဲ့အခါကျကျွန်တော်တို့ကဖြည့်ရှင်းပြပါမဖြည့်ရှင်းပြဘူးဒါဆိုရင်လည်းပေးရတဲ့ပတ်စံပြန်ပေးဆိုတော့လေ900ကို850စစ်တယ်အဲ့ဒါကိုစာချုပ်လာချုပ်ပေးဆိုတော့မချုပ်ပေးဘူးမချုပ်ပြီးတော့နောက်ပိုင်းကျတော့တရားဆွဲရတယ်။ဆက်ပြီးရှိရတဲ့ဆန်ကိုကြားချက်တွေအားလုံးနှစ်ဆ။ဆွဲတဲ့ခါကျအဲ့မှာသူကအဲ့စာချုပ်မှာပါတယ်ဒီစာသားတကယ်လို့များဒီနေရာမှာပြီးပြည့်စုံတဲ့ဆန်နဲ့ဆိုတစ်ဖက်ရှိတဲ့ cross ဝင်လို့တော့ရမှာ။ဟမ်စောလို့ရစီရင်စာရွက်ရာတွင်ဆိုရင်အဲ့ရန်တဲ့စီရင်ဆိုတဲ့သကောင်းတစ်လုံးမှာပါခဲ့ရင်သုံးလုံးမှာပါခဲ့စယူ run နဲ့ကစစီစဉ်ပြီးဒီစာချုပ်ချုပ်ပြီးတဲ့ကန်ထရိုက်ဆောက်လို့ပြန်proposal ဆိုပြီးပုံစံနဲ့ဒါစပြီးကျုံးဝင်သွားပြီအဲ့တော့အဲ့စကလုံးလေးရန်ဆိုတဲ့စကလုံးပါနေမစိုးဘူးအဲ့ဒါလေးမပါတဲ့ကြောင့်မို့တောက်လို့ရစီစဉ်ဆောင်ရွက်ရတယ်ဆိုတဲ့ဟာလေးမပါတဲ့အခါသူကဒါအောင်လုပ်နေတာမဟုတ်ဘူးလေကျွန်တော်မှုတယ်လည်းလဲပါတယ်တောက်လို့ဆောင်ရွက်ရတယ်ဆိုတဲ့စကဲရကျွန်တော်တို့ကန်ထရိုက်စာချုပ်ချုပ်ပြီးစပြီးစီစဉ်မှာ run နဲ့စရကျုံးဝင်တယ်ဒါကြောင့်မလို့အဲ့ဒါပါတော့မြန်မာစာဖတ်တဲ့ကစလုံးရေးတာရှောက်လိုက်တဲ့ရေးတဲ့အခါမှာလည်းချောသလိုရှောက်လာပြီးတန်းကလာပြီးမှချောတယ်စာချောတယ်မြန်မာစာဖတ်အားနည်းတဲ့သူကြတော့ဘာဖြစ်လဲဆိုတော့
တူတူပဲရှောက်လာတယ်ဒီရှောက်လာတယ်ဒါပေမဲ့ရေးရဲ့စာတွေမှာဒုံးကြီးပြက်တောင်းနဲ့ဖတ်တဲ့အခါမှာပို့ကားရတယ်အဲ့တော့ရှင်းနေတာမြန်မာစာမြန်မာစကားလဲဖတ်ကျောင်းဆိုပြီးတယ်မြန်မာပြီးတယ်ရှိတယ်ကျွန်တော်တို့ချိန်မှာရှောက်လဲချက်မှာရေးနေတဲ့သူစကလုံးတစ်လုံးကိုတန်တရားပြည့်ဆိုအပြီးတယ်နဲ့လမ်းပြတယ်ပြန်တိုက်တာအဲ့လောက်ဒီစစ်စစ်ပါကျွန်တော်တို့အဲ့လောက်တော့မစစ်စစ်ပါကျွန်တော်တို့ရေးချရတာပဲတိတ်မစစ်စစ်ဘူးအဲ့ရှင်းဆရာကြီးတော်တော်ပြောပြတာအဲ့ဒါကြောင့်မလို့ရှင်းနေကစာဖတ်ပြင်းလို့မရဘူးစာဖတ်ပြင်းရင်တော့ဒီစာဖတ်ပြင်းတော့အဲ့လောက်ပဲရမယ်ကြားခိုင်းနော်စာစီရကမှာတိုင်ချက်ကလေးကစဥတိုက်တော်လေးကစပုတ်ကားရတယ်ကြီးစင်ငယ်လိုက်စီရမအောင်ငယ်စင်ကြီးလိုက်စီရမအောင်ကြီးစင်ငယ်လိုက်စီရရှိတယ်ဒါရှင်းရှင်းလေးခုနကကျွန်တော်ပြောခဲ့တဲ့အချိန်လုံးထဲမှာလည်းပါတယ်ဒါပေမဲ့ဒီကောင်ကထပ်ပြရရဲရဲပိုင်သွားရင်ဥတိုက်တော့မှန်တယ်ဥတိုက်လိုက်တာလေတိုက်လိုက်တော့တရားရုံးက420နဲ့သူက200ရေးဥဆောင်ရမယ်လို့အမိန့်ချသွားရင်ဘာဖြစ်သွားလဲရဲရဲပိုင်သွားပြီရဲရဲပိုင်သွားတဲ့ခါကျဥပဒေရရှိပါလာတယ်ဥပဒေရရှိအောင်မှာပြည်လို့ရှင်းနေကအန်တာပီသွား493ရအတော့ဘူးလေမလားရခြင်းပုံမှန်493ရဥပဒေရရှိကိုပေါ်တာနဲ့သူ့ရဲ့ညွှန်ကြားမှုအောက်ကနေပြီးတော့လိုက်ပါဆောင်ခွင့်ပြည်လွဲရှင်းနေဖြစ်လိုက်ပါဆောင်ခွင့်ပြုပါဆိုပြီးတော့ရှောက်ရတယ်ပြင်ကိုယ့်ရဲ့ license မိတူပဲပူးတွဲပြီးတော့ဥပဒေရရှိကိုရှောက်ရတယ်ပါသွားတယ်အဲ့တော့မှဥပဒေရရှိရဲ့စီးတဲ့လုံးလက်မှတ်ပါမှတရားဝင်ကအော်တင်ဝင်ပြုတယ်ဘာဖြစ်လို့လဲဆိုတော့ရဲရဲပိုင်ရဲရဲပိုင်တဲ့ပုံမှန်တွေမှာဆိုရင်အဲ့လိုဥတိုက်တာတော့မှန်တယ်ရဲရဲပိုင်နေတယ်ဆိုရင်ကျွန်တော်တို့ကတရားလုံးမငါလို့ဆိုပြီးတော့259ရခြင်းပုံမှန်259ရတရားရှင်လုပ်ပေးပါလို့သွားလျှောက်လို့မရဘူးတဲ့အဲ့တိုင်ဒီချိန်လုံးကဒါနိုင်ငံတော်အစိုးရရှိနေတဲ့အကြောင်းကိုလွတ်ပေးမှာမဟုတ်ဘူးဒါဆိုရင်259ရခြင်းပုံမှန်259ဒီဘယ်မှာပဲတုံးနိုင်လဲရဲရဲမပိုင်နဲ့ brand file တွေမှာတုံးနိုင်တယ်ရဲရဲပိုင်တဲ့နေရာမှာတော့ရခြင်းပုံမှန်259ရတရားခံကိုတရားရှင်လွတ်ပေးဖို့လျှောက်ထားခြင်းမပြုနိုင်ဘူးကြားမလို့ဆွဆွလျှောက်အချက်တွေကွဲနေတယ်အားကြောင့်6မယ်259ရတော့ရဲရဲပိုင်တဲ့ပုံမှန်ဖြစ်နေဒီဘက်ကဒီချိန်လုံးနဲ့နော်ဥရိယာရှိလို့တခြားပြေလို့ရှင်းနေပြကန့်ကွက်လိုက်ရင်ဒုက္ခဖြစ်နေတယ်။ဒါကြောင့်အဓိကလွတ်တဲ့နေရာမှာဒီသုံးခုချိန်လုံးသုံးခုပဲကျွန်တော်လေးလာဖတ်ရှုံးမိတယ်။အဲ့သုံးခုတော့ဖတ်တာ။ရဲရဲမပိုင်ရင်ရှောက်259နော်။ဟိုမှာတာမန်မှုမှာဆို149ရရှောက်ရဲစီလွတ်ဖို့။တစ်ခါပဲရဲရဲပိုင်မှုကရဲရဲပိုင်မှုကိုင်းသင်္ကားကိုကျင့်သုံးနိုင်ငေါ့ကြီးက83ပိုင်ဥမာဒီဘာဇက်ပါတာစာပိုင်း1983 BLR 66ဘာမင်းက96ကိုဆက်နိုင်ရဟုတ်လား Yes, I'm manager. မအဲ့ပေါက်အဘောချက်လိုက်တော့ပါနာကြီးညာညာအဲ့ဆိုရင်ညာကာရေးကြတာရရင်ပါတာရရင်ဘူးပဲနော်အဲ့တဘောကြောင့်နားနိုင်ကြပြီတရား
တို့ရဲပါ ရေရေးပိုင်မှုတိုင်းငါကိုကျင့်မသုံးနိုင်မောင်ကြီးက83ပိုင်ဦးမောင်ကြီးရဲ့မာသာစာပိုင်းနေ1983မာသာစာ66ဆုံးဖြတ်ချက်မြို့နယ်တရားရုံးကမြို့ဆိုင်ရာဥပဒေပုံမှာ406ရာရေးယူစစ်ဆေးကြားနာနေမှုတွင်မြို့ဆိုင်ရာဥပဒေပုံမှာ259ကိုကျင့်သုံးခဲ့မှာဥပဒေတရားချက်နဲ့ညီညွတ်ခြင်းမရှိဘူးဆိုရမည်ဖြစ်သည် ဟုတ်လားအခြေရတော့ပြန်ဖတ်ပေါ့နော်တော့406ဆိုတာရဲရေးပိုင်တယ်ရုံးကြီးနဲ့ရေးပေါ့တယ်အဲ့ဒါကို259တရားလူမလာလို့ဆိုပြီးတော့259နဲ့ရေးမြို့နယ်တောင်မှာတက်ပေးလိုက်တယ်အဲ့ဒါကိုတက်သွားတာနော်တင်လုံးတက်သွားတာပေါ့နော်ကျွန်တော်အထူးကတက်တာရဲ့အဲ့ဒီပုံစံလေးကိုကျွန်တော်ပြမယ်မင်းတို့အဲ့ဆိုင်အယူခံသားနဲ့တွေ့ပြီးခုနောက်ပိုင်းဒီအောင်သူတရားမတော်ထုံးမှာပါဝါတင်တဲ့ခါကျရင်သူကြကြအောက်ယုံပါဝါရင်းနဲ့အောက်ယုံမှာမလုံခိုင်းတဲ့ပါဝါနဲ့နည်းနည်းလေးကွာထားတာလေးရှိတယ်။ဒါပြည့်နော်ပြည့်ကိုသိထားကြည့်တာ။ဒီမှာကျွန်တော်တို့ဖြစ်ရဲ့ဒီအောင်သူတရားမတော်ချုပ်ပြန်မသူတွေလျှောက်လာအထူးကိုကြကြကြမယ်အထူးအမှုမဲ့ခွက်လာပြီးရင်ဒီမှာလျှောက်ထားသူဒီဘက်ကလျှောက်ထားခင်ဒီကရှေ့နေပေါ့။ဥပမာကျွန်တော်ပေါ့ဘယ်လိုပဲဖြစ်ချက်ဒီမှာပါဝါတွေ့ဒီမှာမှုတက်ကဒါသမယုတ်ကြတယ်ပဲအောက်ရုံးနေမှာလည်းဒီလားဒါပေမဲ့အောက်မှာခုကျွန်တော်ပြီးခဲ့တဲ့တစ်ခါကဆိုတော့ဘာရေးမှန်းတော့ email မသုံးပါ email သုံးရင် email နံပါတ်ထည့်ပေးရတယ် email မသုံးရင် email မသုံးမှာဆိုတဲ့ຢာလေးရေးပေးရတယ်ပြီးရင်ပြီးကြတဲ့ဒီအနောက်မှာအောက်ရုံးနေမှာဒါမှပိုင်သိမသနာမရှိပြီမဲ့ဒီ license ရဲ့မိတ္တူမှာဖြစ်ပါလိမ့်ဆိုတော့လက်မထုတ်ပေးရတယ်ဒါလေးကုသတာလုပ်ရတာเนาะဒါပါဝါပဲရှိတယ်အထူးကတက်တာဘယ်လိုမှုတွေဆရာကြီးအထူးကတက် final degree တွေကိုတက်တယ်အပြီးတက်စီရင်ချက်နဲ့ degree တွေကိုအထူးကတက်တယ်အထူးကတက်တဲ့တော့ခရိုင်တိုင်းတရားရုံးချုပ်တရားပြတရားမှုတရားတော်ချုပ်မှာတပါးတိုင်းရှိတယ်တပါးတိုင်းပြီးသွားပြီဒီအထူးကမှာနှစ်ပါးတိုင်းခုနှစ်ပါးတိုင်းမဟုတ်ထွေထူးအရင်သူကလက်ခံနေမသိလို့ပဲအထူးကငွေပြုဖို့အရင်ပြောရတယ်ထွေထူးလျှောက်လာတင်ရတယ်အဲ့ဒီမှာသူကနှစ်ပါးတိုင်းမှာအထူးယူကငွေပြုပြီဆိုတော့မှတွေ့ကြအခုနောက်ပိုင်း၃ပါးထိုင်လိုက်တာ၃ပါးမှာကျွန်တော်တို့နှစ်ဖက်လျှောက်လိုက်တဲ့တစ်ဖက်ကိုတမန်သာချမယ်တိုက်တဲ့ရုံးတွေထမ်းလိုက်မယ်ထမ်းလိုက်ပြီးတော့တမန်သာလည်းဒီဖြစ်ပြီးဒီတစ်ဖက်ကဆောင်ရတဲ့နာယူကန်ဒီတစ်ဖက်ကဆောင်နေတာသူကမှ၃ပါးမှာပြန်ကြားလာအဲ့တော့အဲ့အစ်စ်မြောက်တယ်ကျွန်တော်တို့တွေ့ခုမှာပါအဲ့လိုဒီပြောင်းတရားတော်2025ပြန်မှထွေထွေလျှောက်တာအထူးအမှုအမှတ်ဆိုပြပထမဆုံးအဲ့မှာနဲ့သူကလျှောက်လာရင်လုံးတင်ရထွေထူးလျှောက်လာထွေထူးလျှောက်လာပြီးသူနဲ့သူအထူးယူကံမှုပြန်မှအထူးယူကံမှာအယူကံလောက်အဲ့ပူးတွဲပေးရထွေထူးလျှောက်လာရဲ့သူကနှစ်စုံတော့ထူးခြားချက်ကသူကဒီကောင်ကိုအရင်ကြားနာမှာဒီကောင်ကမှသူကဥပဒေပြဿနာထုတ်မှာဒါပေမဲ့ထွေထူးလို့မြည်သည်အထူးယူကံလို့မြည်သည်ဥပဒေအရေးယူတော့တဲ့ဥပဒေပြဿနာပေါ်မှာတာနဲ့သူကထုတ်ပေးတာနိုင်ငံတော်တရားရုံးချုပ်ကမဆုံးဖြတ်ပေးဘူးသောပြဿနာတွေဥပဒေပြဿနာဖြစ်တဲ့ပုံပြော့တော့ဖြစ်နေပြီလို့ယူဆတဲ့ခါမှသာသူကအထူးယူကံဝင်ဝင်ပြုတာအဲ့တော့သူ့ရဲ့နောက်မှာထေတူးလျှောက်လာနောက်မှာထေတူးကတော့လုံးတင်ရနော်ထေတူးလျှောက်လာနောက်မှာယူကံတော့ယူကံလာနောက်မှာအဲ့ဒီအမိတ်နေချခဲ့တယ်ဥမာ၃လုံးချခဲ့တယ်ကျွန်တော်ဆိုရင်ခရရဲ့တားရဲ့ဒီအောင်သူ့ရဲ့ဒါကဒီအောင်သူကြီးစိန်ငယ်လိုက်စီရတယ်ဒီအောင်သူပြီးမှတိုင်းပြီးမှခရကိုရှေ့ရမထားအောင်ဒီလိုမျိုးအဲ့ငါကပြောလို့ဆိုတော့သွားအဲ့အမိတ်နောက်ကမှဘယ်မှာပြောတယ်စင့်သာချရလေးတာအဲ့တော့စားမယ်ဒီယူကဆောက်ထားလို့တော့မလို့ဘူးရုံးမထမ်းမလို့ဘူးကြံတဲ့ဆောက်ထားခံရတဲ့ရုံးမထမ်းတယ်တရားကျုပ်ဆိုရင်ဒီတရားခံတရားကို400လိခန်းရတယ်ဒီမှာကျွန်တော်10ရောက်ဖြစ်တဲ့တောင်းလို့တော့ရုံးကို4000ခန်းရတယ်တရားကိုဘယ်နဲ့ရလဲ
400နော်အဲ့တော့ဝါစာမကိုနောက်ကကတ်အဲ့တော့ဝါစာမကတ်ပြီးတော့မှနောက်ဆုံးဒီပါဝါရှင်းနေပါဝါအဲ့တော့ထားတော့ဟာဘာကြည့်လဲရှင်းနေပါဝါပြီးပြီလားပြီးပြီဆိုရင်အဲ့သူတို့ရဲ့အဲ့ရအပူသုံးလုံးပေးရတယ်အဲ့တိုင်းပဲအယူကထွေထူးရဲ့အယူကရဲ့အမိတ်နေရဲ့အဲ့လိုမျိုးဒါမျိုးသုံးလုံးပေးရဟိုကောင်တွေတော့မလို့တော့ပါဝါကြီးအဲ့ဘက်စားတယ်မလို့တော့အဲ့လိုမျိုးသုံးလုံးပူတွဲပေးရပြီးရင်ဒီမှာအယူကပြေးတိုင်းဘယ်နှယောက်ရှိတယ်10ယောက်အဲ့အယူကက10လုံးမူလဲအဲ့ဒီနောက်ဆုံးမှာပြေးတိုင်းဥရည်လိုက်ပူတွဲရပါမမီလာဆိုကျွန်တော်ပြောတာကောင်းနေမှန်ပထမဆုံးကခြေလူးလျှောက်တာရင်တော့မှယူကန်လာတော့မှအမိတ်ကြီးကြီးတယ်ငယ်လိုက်မှန်တော့ဒီတော့မမကြီးလေးလိမ့်နေမှာအမိတ်တွေပြီးရင်တရားလိုယူကန်တရားလိုရဲ့စဉ်းစားချရင်လိမ့်စာပြီးတော့ဒီကာရကာလူကယူကန်တရားညာရဲ့စဉ်းစားချရင်လိမ့်စာသူ့ရဲ့နောက်မှာရှင်းနေပြည့်တယ်ပြောတာပြီးရပါမှာအဖို့3တုံးထွေတူးရဲ့ယူကန်လာရဲ့အမိတ်အဲ့ဟိုပါလဲ3တုံးကြီးပြီးတော့နောက်3ညမှာယူကန်တရားပြန်ဦးကြီးဆောက်တာဖင်ရသူက10ရောက်ဆိုရင်သူတို့အတွက်10โอเคအဲ့ဒါကဆောက်လာမပါဘူးဆောက်လာတစ်ခါတည်းပြောတာယူကန်လာပဲပါတယ်အဲ့ဒါကမှတ်ထားရအောင်ကျွန်တော်တို့ကအထူးကြကြလေးတွေကျွန်တော်တို့တင်တဲ့ခါကျရင်ဆရာလေးညွှန်ကြားတဲ့ခါကျရင်ဒါလေးကိုတွဲတော့ကျင်းတော့ဒီလိုတွဲတာစတာပဲကျွန်တော်တို့ကနော်နောက်ပိုင်းကျရင်ကိုယ့်ဘက်ကိုတဖြည်းဖြည်းနဲ့နောက်ကျမိတ်တူပေးမယ်နောက်တစ်ပတ်တိုင်ဒါလေးတွေနော်အမှုတင်ပြရတဲ့ခါကျဒီလိုပဲကျွန်တော်လည်းအပြန်နေလာစတာပဲပြန်ဆံမတွေဒီကနေစတာကျွန်တော်ကြိုက်တယ်ဘာမင်းဘာတွေ့ဘာလဲအဲ့ဒါကြီးညှတာမင်းနဲ့တော့ပူလိုက်ရက်ပြီးအပင်ဒေါင်းရင်းကြီးနေတယ်ကျွန်တော်တို့အပင်အောက်မှာဆိုကျွန်တော်တို့ရဲ့အရေးချင်းတွေသိမချောက်ဘာလို့လဲဆရာရှိရတယ်အတွေ့အဝင်ပြီးတာငါမရတဲ့ဆရာလုံးလိုက်တာဆရာလည်းတော့ကြိုက်တာအဲ့ဒီကမင်းရဆရာလေးဆရာရှိနေတော့ဒီဆရာဝဲအားကိုးနေတာကိုယ့်ရဲ့ကိုယ်ပိုင်ရေးချင်းတွေကြောက်ဆရာလေးပြည့်နေတာမဟုတ်ကိုကမသိသေးတော့မိကိုနေတာအဲ့တော့ဆရာတကယ်လို့များကိုတွေ့တယ်မှာဆရာနဲ့အကြောင်းကြောင့်အချိန်ကြီးလူလူကပြပွဲသွားတယ်ဆရာကြီးကငါအကြောင်းကြောင့်ထွက်လိုက်ရတာဖြစ်ရင်ငါရက်တည်တဲ့ခါကျရင်ငါအတွက်ပါပညာကြီးကြံခဲ့တယ်ကိုယ့်အတွက်ပညာကြံတော့လုံးတွေလိုက်နေပြီးတော့တဲ့ခါဆိုတော့သူ့တင်နန်းလာတဲ့ဒီတစ်ခုပဲရသွားသူ့အတွက်ခုကြတယ်တင်နန်းလာတယ်ဘာသာပြောလိုက်တာဒါကြီးတစ်ခုငါအမိပါရဲ့တပတ်တစ်ခုကွာတလား4ခုတနေ့ဆိုစီလုံးနဲ့28ခု28ခုရရင်ဒီကမှဆရာကြီးပဲတရားမှမရဘူးโอเค Yes sir နောက်တစ်ပတ်လည်းမလို့ရပါဘူးမသိစင်နဲ့ဘာလဲပြောရ